မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ရဲရီတောင်ခြေရခံလို့မရတဲ့ခလေးလူသက်သမားကိုရာဇဝတ်ဂိုင်းသားတွေနဲ့တရောင်းသားတွေကဖမ်းပြီးသူတို့ဘာသာတရားစီရင်ခဲ့ကြတဲ့ကမ္ဘာပထမဆုံးသောကွင်းဆက်လူသက်ရုပ်ရှင်1930ခုနှစ်က M ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အတန်ထွက်ရုပ်ရှင်တွေရဲ့အစောဆုံးတဲ့ကတကားဖြစ်ပြီးနောက်ပိုင်းပေါ်ပေါက်လာမဲ့တဲထိတ်ရင်ပုံနဲ့စုံတောက်ဇာတ်ကားတွေအတွက်ရှေ့ဆောင်လမ်းပြဖြစ်တယ်လို့ကမ္ဘာရုပ်ရှင်သမိုင်းမှာအလွန်ရေးပါတယ်လက်ရမြောက်မာစတာပီတကားပဲဖြစ်ပါတယ်ဇလန်စာပါလင်မျိုးထဲမှာခလေးတွေကိုပြစ်မှတ်ထားနေတဲ့ကွင်းဆက်လူသက်သမားတယောက်ကြောင့်မိဘတွေအားလုံးလည်းစိုးရိမ်စိတ်နဲ့ရှင်သန်နေရလို့စိတ်ထောင်းကိုကြည်တွေဖြစ်နေကြတယ်။ကျောင်းဆင်းချိန်တွေမှာမိဘတော်တော်များများကသူတို့သားသမီးတွေကိုလာကြိုးကြပေမဲ့အဲစီးဆိုတဲ့ခလေးမလေးရဲ့မိခင်ကတော့အလုပ်တွေမှာအားလို့သူသမီးပြန်ရောက်လာမဲ့အချိန်ကိုအစားတောက်လေးတွေပြင်းရင်အိမ်ကပဲမျှော်နေခဲ့တယ်။တယောက်တည်းပြန်လာရတဲ့အဲစီးကလည်းကွင်းဆက်လူသက်သမားကိုစုငွေထုတ်ထားတဲ့ပိုစတာရှိမှာဘောလုံးလေးနဲ့ပြစ်ပေါက်ဆော်ရင်အနာကက်လာတဲ့သစိတ်တယောက်နဲ့စကားတွေပြောနေခဲ့တယ်။နာယီတကြီးကြီးနဲ့မျောနေရှာတဲ့မိခင်ဖြစ်သူဖရန်ဘတ်မန်ကလည်းတခြားကလေးတွေပြန်ရောက်လာပြီးသူသမီးကပါမလာသေးလို့စိတ်တွေပူနေရတဲ့အချိန်မှာအဲစီကတော့မိုးပြန်ပူပေါင်းလေးဝယ်ပေးတဲ့သစိမ့်တောက်ပါသွားခဲ့တယ်။နောက်နေ့မနက်မှာတော့အဲစီပြောင်းနေတဲ့တရင်ကြောင့်တစ်မျိုးလုံးရုပ်ရုပ်တဲတဲဖြစ်သွားချိန်မှာဘက်ကတ်ဆိုတဲ့လူသက်သမားကလည်းသူပြောချင်တဲ့စကားတွေကိုတရင်စာတိုက်ကတစ်စစ်ကြေညာပြစ်လိုက်တယ်။ဘက်ကတ်ရဲ့ကြေညာချက်ကြောင့်စိုးရိမ်နေတဲ့လူတွေအားလုံးကလည်းဘသူဘဝမှမသိတဲ့ကွင်းဆက်လူသက်သမားကိုသူတို့အနားမှာပဲရှိနေနိုင်နေဆိုတဲ့စိတ်ကြောင့်မတင်ကားစရာလူတိုင်းကတရက်ခံဖြစ်လာခဲ့တယ်။စီးပွားရေးသမားတွေကလည်းလူသက်မှုကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့ပြိုင်ဘက်တွေကိုကြောက်ချနေကြသလိုကလေးတယောက်နဲ့စကားပြောမိသူတိုင်းကလည်းတရက်ခံအဖြစ်နဲ့ဖန်စီရိုက်နှက်ခံနေခဲ့ရတယ်။ဘက်ကပ်ပို့လိုက်တဲ့စာကားတစ်ဆင့်လက်ပွေရာတွေတိုက်ပြီးစစ်ဆေးနေကြသလိုလက်ရေးခွဲခြားစိတ်ဖြာမှုတွေကနေလူသက်သမားရဲ့ပုံသဏ္ဍာန်နဲ့စိတ်ခံစားမှုတွေကိုခံမှန်းနေခဲ့ကြတယ်။အစိုးရရဲ့ဖိအားပေးမှုအောက်မှာရဲဌာနနဲ့တိမ်မှုတေကင်းအဖွဲ့တွေကလည်းအချိန်ပြည့်အလုပ်လုပ်နေကြပေမဲ့တဲလွန်စာတေးသေးလေးတောင်ရှာမတွေ့လို့စိတ်ရောကိုပါပင်ပန်းလာခဲ့ကြတယ်။ဒီမျိုးလုံးကိုပိုက်စိတ်တိုက်ရှာနေတဲ့ကြားကတယောက်တစ်ပေါက်ပြောဆိုနေတဲ့မျက်မြင်သက်သေတွေရဲ့ဖတ်ဆိုချက်ပေါင်းများစွာနဲ့အမှုဖိုင်တွေကပဲတဖြည်းဖြည်းများလာခဲ့တယ်။အားလုံးကိုစစ်စစ်ဆက်ဆက်လုပ်နေတာတော့ဘာတဲလွန်စာမှမတွေ့တော့ရဲတွေလည်းနာမည်ပြရသလိုလူထုကလည်းမကျေနပ်ကြလို့ဒုစရိုက်သမားတွေကြီးဆိုရအမောင်ပတ်ချမ်းကိုပါဝင်ရောက်စီးနေပြလိုက်ကြတယ်။အထောက်ထားမပြေဆုံးတဲ့လူတွေနဲ့ပြစ်မှုဟောင်းရှိတဲ့လူတွေကိုပါစကားခေါ်သွားပြီးနေ့စဉ်ရက်ဆက်တွေဝင်စည်းခံနေရတဲ့အချိန်မှာတော့မြေအောက်လောကသားတွေအတွက်လည်းဘေးကျနိုင်ချက်တွေဖြစ်လာခဲ့ကြတယ်။မြို့ပြမြေအောက်လောကရဲ့ဂိုင်းကောင်းဆောင်ကိုယ်တိုင်သူ့လူတွေနဲ့အစည်းအဝေးထိုက်ပြီးလူသက်သမားတယောက်ကြောင့်နှောင့်နှေးသွားရတဲ့လုပ်ငန်းတွေကိုပြန်လည်ပတ်နိုင်ဖို့အကျိတ်နဲ့ဆွေးနွေးနေခဲ့ကြတယ်။တစ်ဖက်ကအာဏာပိုင်တွေကလည်းတယောက်တစ်ပေါက်ငင်းခုန်နေကြတဲ့အစည်းအဝေးကြီးထဲမှာဘာတဲလွန်စားမှမရသေးတဲ့လူသက်သမားအကြောင်းကိုဆက်ပြီးမစင်စားနိုင်တော့လောက်အောင်ဖြစ်နေခဲ့ကြတယ်။ရဲတွေဖမ်းမိတဲ့အချိန်ထိစောင့်နေရင်မြေအောက်လောကသားတွေအတွက်လည်းတဖြည်းဖြည်းလုံးပါတော့မှမလို့လူသက်သမားကိုသူတို့ဘာသာရှာဖို့ဆုံးဖြတ်ပြီးသတင်းပေးကွန်ရက်တွေဖြန့်ကျက်ဖို့အတွက်အစီအစဉ်ဆွဲလိုက်ကြတယ်။အာဏာပိုင်တွေကလည်းတာမန်ချိန်တွေမှာလူကြားတဲ့တင်ပြောင်းနေတဲ့လူသက်သမားကိုစိတ်ရောဂါတဲ့တယောက်လိုသတ်မှတ်ပြီးပြန်လွတ်ပေးထားတဲ့လူနာတွေရဲ့အချက်လက်ကိုစုဆောင်းဖို့ပြင်လိုက်ကြတယ်။မြေအောက်လောကသားတွေကတော့သူတို့ရဲ့သတင်းပေးကွန်ရက်ကိုနေရာတိုင်းမှာဝင်ထွက်သွားလာနိုင်ပြီးလူသက်သမားမရိပ်မိနိုင်မယ်တရောင်းစားတွေကိုအသုံးပြုဖို့ဆုံးဖြတ်ထားလိုက်ကြတယ်။ရှားလာသမျှပစ္စည်းတွေကိုစနစ်တကျစီမံခန့်ခွဲနေတဲ့တရောင်းစားကွန်ရက်နဲ့ချိတ်ဆက်ပြီးလူသက်သမားရဲ့သတင်းပေးနိုင်ရင်စုငွေ1000ခွဲရမယ်နေမြေတစ်ခုစီသတ်မှတ်ပေးထားလိုက်တယ်။အာဏာပိုင်တွေကလည်းသူတို့အစီအစဉ်တိုင်းလက်ရှိယောဂသည်တွေရဲ့အခြေအနေကိုလိုက်လံစုံစမ်းရင်9နှစ်အတွင်းမှာပြန်လွှတ်ပေးထားတဲ့လူနာမှတ်တမ်းတွေကိုပါပိုက်စိတ်တိုက်လိုက်ရှာနေခဲ့တယ်။ဘက်ကက်အပြင်ထွက်သွားတဲ့ချိန်မှာစိတ်ယောဂသည်တွေရဲ့လိပ်စာတိုင်းကိုစုံစမ်းပြီးရောက်လာတဲ့ရဲကလည်းအထဲကိုဝင်ခွင့်ထောင်းပြီးလူသက်သမားနဲ့ပတ်သက်တဲ့တဲလွန်စားတွေကိုလိုက်ရှာနေခဲ့တယ်။မြို့ထဲမှာရှောက်သွားနေတဲ့ဘက်ကက်ကလည်းခလီတယောက်ကိုမြင်ပြီးချက်ချင်းပုံစံတွေပြောင်းသွားလို့လူမတက်ခင်မှာလုံနေကြအမှုကျင့်တိုင်းလီလေးချွန်ရဲ့အနောက်ကလိုက်သွားခဲ့တယ်။ခလီကသူ့အမေနဲ့တွေ့သွားမှမတိကျင်အောင်ဆောင်ပုံနေရင်လူတက်ချင်းတဲ့စိတ်တွေနဲ့လေချုံတန်ပြောက်အောင်အရက်တွေတောက်ပြီးသူ့ကိုယ်သူမနဲ့ထိချုပ်နေခဲ့ရတယ်။အဲစီမပြောက်ခင်မိုးပြန်ဘူပေါင်းရောင်းပေးခဲ့တဲ့ညမမြင့်အဖိုးကြီးကလည်းဘက်ကက်ရဲ့လေချုံတန်ကိုချက်ချင်းဖမ်းပြီးသွားလို့သူ့လူတယောက်ကိုခေါ်ပြီးအနောက်ကလိုက်ကြည့်ခိုင်းလိုက်တယ်။ခလေးတယောက်ကိုမုံနေဝဲကျွေးပြီးစီးရုံဖို့စူးစမ်းနေလို့အနောက်ကလိုက်ချောင်းနေတဲ့လူငယ်လည်းအန်ပုံစံအမတ်သားတစ်ခုကိုဘက်ကက်ရဲ့နောက်ကျောမှာကပ်ပေးထားလိုက်တယ်။လိုမန်းဆိုတဲ့ inspector တယောက်ကလည်းဘက်ကက်အခန်းထဲက secret နဲ့အခင်းဖြစ်တဲ့နေရာက secret တစ်စိတ်ချင်းတူနေလို့နောက်တစ်ခေါက်ထပ်သွားစစ်ဆေးတော့မှတရားခံအစ်စ်ဆိုတာသိသွားခဲ့ကြတယ်။မြေအောက်လောကသားတွေနဲ့တရောင်းစားတွေကလည်းသူတို့လူမှတ်ပေးထားတဲ့ M တစိမ့်နဲ့ဘက်ကက်နောက်ကိုတယောက်ပြီးတယောက်လူစားထိုးလိုက်ရင်မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ကြတယ်။ခေါ်လာတဲ့ကလေးကတတိပြီးတော့မှအနောက်ကအန်ကိုမြင်သွားတဲ့ဘက်ကလည်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်နောက်ရောက်ခံလိုက်နေတဲ့လူတွေကိုပါတွေ့လိုက်ရလို့အမျက်ထွက်ပြေးလာခဲ့လိုက်တယ်
ညက်ပိတ်ဖမ်းဖို့ကြိုးစားနေတဲ့ကြားကအဆောက်အဦတစ်ခုနားတွင်ပျောက်သွားတော့ရုံးဆင်းလာတဲ့ဝန်ထမ်းတွေကြားထဲမှာကတ်မပါသွားအောင်စောင့်ကြည့်ပြီးအထဲမှာရှိတာတေချာတော့မှသူတို့ရဲ့ဂိုင်းချုပ်ကိုတည်ပို့ပေးလိုက်တယ်။အဆောက်အဦရဲ့လုံခြုံရေးကလည်းစတိုကန်တကားပွင့်နေလို့ဝင်စစ်ဆေးနေတဲ့အချိန်မှာပျက်စီးတွေကြားထဲကဘက်ကလည်းအသက်တောင်မရှူရဲပဲကြောက်ကြောက်လန့်လန့်နဲ့ပုံနေခဲ့ရတယ်။ရေအောင်လောကသားတွေကလည်းရဲတွေကိုတည်မပေးပဲသူတို့နီးသူတို့ဟန်နဲ့ဖြည့်ရှင်ဖို့အဆောက်အဦတွေကိုရောက်လာချိန်မှာဘက်ကကလည်းသူ့မှာပါလာတဲ့ဓာတ်နဲ့တကားကိုဖွင့်ဖို့ကြိုးစားနေခဲ့တယ်။လက်နက်ကရိယာအစုံလေးနဲ့လူအင်အားတောင်းတင်းတဲ့လောကသားတွေကလည်းအဆောက်အုံတစ်ခုလုံးရဲ့အချက်ပေးစနစ်တွေကအစားအကုန်နားလဲထားလို့ရဲတွေရောက်မလာအောင်ကာကွယ်ထားနိုင်ခဲ့ကြတယ်။တကားဖြတ်ဖို့ကြိုးစားနေတဲ့ဘက်ကရဲ့အတန်ကိုကြားပြီးစတိုကန်ထဲမှာဝိုင်းရှာနေတဲ့အချိန်ဖမ်းထားတဲ့လုံခြုံရေးတယောက်ကအချက်ပေးဘဲကိုတီးလိုက်လို့ဖတ်ပြေးဖို့ဟန်ပြင်လိုက်ကြတယ်။အချိန်တွေကိုအတိအကျတွက်ထားတဲ့ဂိုင်းချုပ်ကလည်းကျန်တဲ့9မိနစ်ကိုတော့ဆက်ပြီးရှာခိုင်းနေလို့ဘက်ကလည်းမျက်လုံးပြူမျက်စံပြူနဲ့ကြည့်ရင်နောက်ဆုံးမိနစ်ကြာမှရှာတွေ့သွားခဲ့ကြတယ်။ရဲရီရောက်မလာခင်မှာပဲဘက်ကကိုခေါ်ပြီးအမြန်ထွက်ပြေးသွားကြပေမဲ့မြေအောက်ခန်းထဲက France ရဲလူတယောက်ကိုတော့မေ့ကြံခဲ့လို့အပေါ်တက်လာခြင်းပဲအဖမ်းခံလိုက်ရတော့တယ်။အဆောက်အဦတစ်ခုလုံးကိုမှွေနောက်ဖောက်ထွင်းပြီးဘာပစ္စည်းမှမပြောက်သွားလို့ Frank ကိုဖမ်းထားတဲ့ရဲတွေလည်းစဉ်းစားရကြံ့နေတော့တီကျင်နာတွေကို6တခါ6တလဲမေးနေခဲ့ရတယ်။လူမန်းကလည်းဘက်ကအိမ်မှာသွားဆောက်ခိုင်းထားတဲ့သူတစ်ဖက်တွေရဲ့အခြေအနေကိုမေးနေတဲ့အချိန်မှာဘာပစ္စည်းမှမပြောက်ပဲတကားတွေအကုန်ဖြတ်ခံထားရတဲ့မြေအောက်လောကသားတွေရဲ့အမှုကိုထပ်တီးလိုက်ရတယ်။ကြောင်ပြီးသွေးခန်းနေပါမကြမ်းရှာသွားကြပေမဲ့ငွေတိုက်ကိုတော့ထိတောင်မထိထားလို့လူမန်းကိုယ်တိုင်လည်းခေါင်းချောက်ပြီးဖမ်းထားတဲ့ Francis ကပဲမရရအောင်မေးဖို့ဆုံးဖြတ်ထားလိုက်တော့တယ်။လူမန်းကိုင်နဲ့တင်မှုတေခဲမှတ်ပြောင်းပြီးမြေအောက်လောကသားတွေလှုပ်ရှားသွားတဲ့ဖောက်ထွင်းမှုမှာလုံခြုံရေးတယောက်သေးသွားလို့ Frank ကိုလည်းလူတတ်မှုကြံရပါအဖြစ်နဲ့ချိန်ချောက်ပြစ်လိုက်တယ်။ရန်တွေကြောက်သွားတဲ့ Frank လည်းရိုက်စစ်စရာတော့မလိုတော့ပဲကွင်းဆက်လူသက်သမားကိုဝင်ဖမ်းတဲ့အကြောင်းတွေပြောပြလိုက်မှလူမန်းလည်းသူမထင်ထားတဲ့စကားဖြစ်နေလို့ပါဇက်ထဲကဆက်လိုက်တော့ပြုတ်ကျသွားခဲ့တယ်။ဘက်ကပြန်လာမယ့်အချိန်ကိုတညာလုံးထိုင်ဆောင်နေရတဲ့လူမန်းလည်းခေါင်းတွေဘာတွေချက်ချင်းပြေလျှော်ပြီးရေအောက်လောကသားတွေဖမ်းသွားတဲ့ဒီနေရာကိုဆက်မေးကြည့်လိုက်တယ်။ Frank လည်းမထူးစားခင်ပြီးအကုန်ပြောပြလိုက်တဲ့အချိန်မှာစွန့်ပစ်ထားတဲ့စက်ရုံဟောင်းကြီးတစ်ခုတွေကရေအောက်လောကသားတွေကလည်းဘက်ကကိုတရက်ခန့်အစ်စ်ဖြစ်ကြောင်းမျက်မမြင်အဖိုးကြီးနဲ့အတီးပြုတ်လိုက်ကြတယ်။ရင်းဖို့ကြိုးစားနေတဲ့ဘက်ကကိုသူတက်ခဲ့တဲ့ကလေးပုံတွေတယောက်ချင်းစီပြပေးလိုက်တော့ဖတ်ပြေးဖို့ကြိုးစားနေလို့ဝိုင်းဝန်းဖမ်းကြရင်ယာယီတရားရုံးတစ်ခုကိုသူတို့ဘာသာဖွဲ့စည်းလိုက်ကြတယ်။ဘက်ကအတွက်လည်းတရက်ခန့်ရှေ့နေတယောက်ထားပြီးအားလုံးကိုဥပဒေတိုင်းပဲစီစဉ်ထားပေမဲ့တင်မိတ်မဲ့ချမှတည်နေတော့တကယ်တရားခွင့်အစ်စ်ကိုပို့ပေးဖို့ထပ်တောင်းဆိုကြည့်လိုက်တယ်။စိတ်မမှန်တာကိုအခွင့်ကောင်းယူပြီးပြန်လွတ်လာရင်ယူနေပါတယ်ဆိုတော့ဥပဒေကာကွယ်မှုအောက်မှာနောက်ထပ်ကလေးတွေဒုက္ခရောက်မခံနိုင်လို့သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲတင်မိတ်ချမှဖြစ်ကြောင်းပြောပြလိုက်တယ်။ဘက်ကကတော့စိတ်ဖောက်ပြန်လာတဲ့အချိန်မှာသူ့ကိုယ်သူထိတ်ချုပ်မရလို့လူတက်လိုက်မှနေတာထိုင်တာရှိပေမဲ့အတိစိတ်ပြန်ဝင်လာရဲ့ဘာကိုမှမမှတ်မိလို့ပြင်မှုတွေကိုသူကျိုးလွန်တာမဟုတ်ကြောင်းရှင်းပြလိုက်တယ်။ခိုင်းချုပ်ကတော့လူပတ်ဝန်းကျင်တစ်ခုလုံးအတွက်အန်ဒီရရှိတဲ့ရာဇဝတ်သားတယောက်လိုပဲတတ်မှတ်ပြီးဘက်ကကိုတတ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့တရားခံရှေ့နေဘက်ကဝေတားထားလိုက်တယ်။အမိတ်ချနေတဲ့ခိုင်းချုပ်ကိုယ်တိုင်လူ၃ယောက်တတ်ထားလို့ရဲတွေအလိုရှိနေတဲ့တရားခံပြေးတယောက်ဖြစ်နေတော့စိတ်မကြမ်းပါတဲ့သူ့အမှုတွေမှာအပြစ်မရှိကြောင်းထောက်ပြလိုက်တယ်။မကြမ်းပါတဲ့လူတယောက်ကိုကိုမြတ်သမားစီပိုးရမှာမဟုတ်ပဲနိုင်ငံတော်ကစောက်ပေးထားတဲ့အယူထောင်ကိုသာပိုးသိမ်းကြောင်းထောက်ပြလိုက်ပေမဲ့ကြီးစုနေတဲ့လူတွေအားလုံးကတော့လက်မခံနိုင်ဘူးဖြစ်နေကြတယ်။ဘက်ကပြန်လွတ်လာခဲ့ရင်လူတွေထပ်မတတ်ပါဘူးလို့ဘသူကမှအာမမခံနိုင်တော့သူ့ကိုတပ်ပစ်လိုက်တာကပဲလူပတ်ဝန်းကျင်တစ်ခုလုံးကိုကဲတင်ရရောက်မှာမလို့တေမိန်ချဖို့ဝိုင်းပြီးတောင်းဆိုနေကြကြတယ်။ရာဇဝတ်သားတွေကရာဇဝတ်သားတယောက်ကိုပြန်ပြီးတရားစီရင်နေတဲ့စက်ရုံဟောင်းကြီးထဲမှာရဲတွေဝင်ဖမ်းတော့မှဘက်ကလည်းတကယ်တရားခွင့်အစ်စ်ကိုရောက်သွားတော့တယ်။ကလေးတွေကိုဆုံးရှုံးထားရတဲ့မိဘတွေကလည်းဘက်ကကိုတပ်ပစ်လိုက်ရုံနဲ့သူတို့သားသမီးတွေပြန်မရနိုင်တော့လို့နောက်ထပ်အဖြစ်ဆိုးတွေမကြုံရအောင်ကလေးတွေကိုတေချာဂရုစိုက်ဖို့တိုက်တိုးရဲ့ဇလန်လီလည်းပြီးဆုံးသွားပါပြီဒီဇာကားလေးမှာပေးချင်တဲ့ message ကတော့ကလေးတွေကိုလုံခြုံမှုပေးဖို့နဲ့ရာဇဝတ်မှုတွေမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ကလူတိုင်းမှာတာဝန်ရှိတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ